ကဘာဦးစားတွေကနတ်တွေဝါတွေဟာကဘာကြီးကိုစောင်းရှောက်ဖို့တာဝန်ယူထားကြပါတယ်။နတ်ဆိုးနဲ့လူသားတွေကိုကောင်းငင်ဘုံကပဲအုပ်ချုပ်ပေမဲ့နတ်ဆိုးတွေကတော့ဒါကိုမကျေနပ်လို့ပုံကန်ကြပါတယ်။အဲဒါကြောင့်နတ်တွေဝါတွေနဲ့နတ်ဆိုးတွေကြားမှာစစ်ပွဲကြီးဖြစ်လာပါတယ်။နတ်ဆိုးတပ်ကိုနွားရိုင်းမိတ်စာဘရင်ကဦးဆောင်ပြီးကောင်းငင်ဘုံရဲ့ဘရင်ကြောက်စိမ့်အေဂရစ်ကိုတိုက်ခိုက်ပါတယ်။တိုက်ပွဲကအရန်ပြင်းထန်ခဲ့ပြီးနောက်မှာတော့ကောင်းငင်ဘုံကပဲနိုင်သွားပါတယ်။ကြောက်စိမ့်အေဂရစ်ကနွားရိုင်းမိတ်စာကိုတတ်ဖို့လုပ်ပေမဲ့သူ့ညီမကနွားရိုင်းမိတ်စာကိုကာဝယ်ပေးပါတယ်။သူနဲ့နွားရိုင်းမိတ်စာဘရင်ကချစ်ကြိုက်နေတာမို့အတနာခံတော့ကြောက်စိမ့်အေဂရစ်လည်းအသက်ချမ်းသာပေးပြီးကောင်းငင်ဘုံကိုနတ်ဆိုးတွေဘယ်တော့မှမလာစေရလို့အမိန့်ထုတ်လိုက်ပါတယ်။နောက်တစ်ချိန်ကောင်းငင်ဘုံကိုလာထိမယ်ဆိုရင်နတ်ဆိုးမျိုးနွယ်တွေအကုန်လုံးကိုမျိုးဖြုတ်တုတ်တင်မယ်လို့ကြောက်စိမ့်အေဂရစ်ကရှာစတန်ပေးလိုက်ပါတယ်။နွားရိုင်းဘရင်ကမကျေနပ်ပင်မဲ့မလွန်ဆန်နိုင်လို့သူ့ချစ်သူနဲ့အတူမိတ်ဆာနယ်မြေကိုပြန်သွားပါတယ်။တိုက်ပွဲကြောင့်ရှားစရာမရှိအောင်ပျက်စီးနေတဲ့ကောင်းငင်ဘုံကိုနတ်ဖျားမနူဝါကသူ့ကိုယ်သူကြောက်ခတ်တွေအဖြစ်ဖန်ဆင်းပြီးပြန်တိဆောက်ပေးလိုက်ပါတယ်။နတ်ဆိုးတွေဝင်မလာနိုင်အောင်လဲခိုင်ခန့်တဲ့မှော်အတားစီးတစ်ခုနဲ့ကာရံပေးထားပါတယ်။အဲဒီကနေသူ့ရဲ့အမြုတွေဖြစ်တဲ့သလင်းကြောက်တစ်ခုကကဘာမြေပေါ်ကိုကျလာခဲ့ပါတယ်။ကောင်းကင်ရဲ့စွမ်းအားကမြေကြီးရဲ့စွမ်းအားနဲ့ပေါင်းစပ်သွားတဲ့အခါတက်ရှိအမြုတွေတစ်ခုဖြစ်တည်လာပါတယ်။အမြုတွေမြောက်လေးကြောက်တုံးထဲကနေမမွေးလာခင်မှာမြေခွေးမလေးတစ်ကောင်နဲ့တငယ်ချင်းဖြစ်သွားပါတယ်။ဒါပေမဲ့မြေခွေးမလေးကိုမိစ္ဆာတစ်ကောင်ကလက်ဖမ်းသွားလို့မြောက်လေးခမတယောက်တည်းကျန်ခဲ့ပါတယ်။ကြောက်တုံးမြောက်မွေးဖွားလာတာနဲ့တပြိုင်နက်ကွယ်ရင်မဲတော်ကပူတီလို့ခေါ်တဲ့သူတော်စင်စီကိုသွားပြီးကြောက်တုံးမြောက်ဟာလောကသုံးပါးရဲ့ကောင်းကျိုးကိုစောင့်ကြည့်ပေးမဲ့သူဖြစ်တာကြောင့်သူ့ကိုပညာတွေသင်ပေးဖို့ပြောပါတယ်။မြောက်မှာအကောင့်နဲ့အဆိုရောထွေးနေလို့သူ့ကိုလမ်းမှန်ရအောင်သင်ကြားပေးဖို့ကွယ်ရင်မဲတော်ကတောင်းဆိုသွားပါတယ်။အဲ့လိုနဲ့တာမန်ထက်ထူခဲ့တဲ့ကြောက်တုံးမြောက်အရွယ်ရောက်လာချိန်မှာမြောက်အုပ်ရဲ့ခေါင်းဆောင်ဖြစ်လာပါတယ်။တရက်မှာလိပ်ပြတစ်ကောင်ကိုလိုက်ဖမ်းရင်လိပ်ပြလေးကသူ့လက်ထဲမှာတည်သွားပါတယ်။အဲ့ချိန်ပဲဆရာပူတီရောက်လာပြီးလိပ်ပြကိုပြန်ရှင်အောင်လုပ်ပေးလိုက်တာကြောင့်ကြောက်တုံးမြောက်လည်းအဲ့ဒီလိုအစွမ်းတွေလိုချင်သွားပါတယ်။ဆရာပူတီကလည်းသူ့တာဝန်အတိုင်းကြောက်တုံးမြောက်ကိုပညာတွေသင်ပေးဖို့ခေါ်သွားပြီးစွန့်ဦးခုံလို့နာမည်ပေးလိုက်ပါတယ်။တစ်ဖက်မှာနွားရိုင်းဘရင်ကကောင်းငင်ဘုံကိုနောက်တစ်ချိန်တိုက်ခိုက်ဖို့ပြင်ဆင်နေပါတယ်။ကောင်းငင်ဘုံကိုကာကွယ်ပေးထားတဲ့မော်ကာယန်ကြီးရဲ့အချက်အချာဖြစ်တဲ့တောင်ဘက်ဂိတ်တကားကိုထိုးပေါက်နိုင်စွမ်းရှိတဲ့တအူရီသောသူကကြောက်တုံးမြောက်ဖဲလို့စုံမတယောက်ကဟောကိန်းထုတ်ထားပါတယ်။အဲဒါကြောင့်နွားရိုင်းဘရင်ကကြောက်တုံးမြောက်ကိုသူ့ဘက်ပါလာအောင်တင်သွင်းဖို့အစီအစဉ်ဆွဲပါတယ်။တစ်ဖက်မှာတော့စုံဦးခုံက82မျိုးပုံပြောင်းတက်ကိုတင်ယူတက်မြောက်သွားပြီးသူ့ကိုနှိမ်ခြင်းနဲ့တခြားခိုင်းသားတွေကိုပညာပြနေပါတယ်။ဆရာပူတီကသူ့တက်သမျှပညာတွေကိုသင်ပေးပြီးဖြစ်တဲ့အတွက်ကိုကံကြမ္မာကိုဖန်တီးတော့ဖို့ဝူခုံးကိုအိမ်ပြန်လွှတ်လိုက်ပါတယ်။ဝူခုံးလည်းဆရာကိုနှုတ်ဆက်ကြတော့ပြီးအိမ်ပြန်လာခဲ့ပါတယ်။ဖွာကူတောင်ကိုပြန်ရောက်တော့မြောက်တွေကိုကြောက်တုံးမိတ်စာကလက်တိုက်ခိုက်နေပါတယ်။ဒါပေမဲ့စုံဦးခုံကလက်သီးတစ်ချက်ထဲနဲ့ထိုးခွဲပစ်လိုက်ပါတယ်။မြောက်တွေအားလုံးကသူတို့ရဲ့ကယ်တင်ရှင်ကိုဝိုင်းချီမြောက်ကြပြီးမြောက်ဘရင်စုံဦးခုံရဲ့လို့ဖြစ်လာပါတယ်။မြောက်တွေကဘရင်မရှိချိန်မှာသူတို့ကိုသူတို့ကာကွယ်နိုင်မှုလက်နက်တွေလိုချင်နေပါတယ်။အရှိပင်လယ်ကနဂါမင်းစီမှာလက်နက်တွေရှိတယ်လို့မြောက်အိုကြီးတစ်ကောင်ကပြောတော့ဝူခုံးကအရှိပင်လယ်ကိုသွားပါတယ်။တစ်ဖက်မှာနွားရိုင်းဘရင်ကသူ့လက်သက်မွေးထားတဲ့မြေခွေးမလေးကိုတငယ်ချင်းဟောင်းစုံဦးခုံနာမှာသွားနေခိုင်းပါတယ်။စုံဦးခုံကတော့နဂါပြည်မှာအေယာမငါးကြီးတစ်ကောင်ကိုတက်ပြီးနန်းတော်ထဲဝင်လာပါတယ်။ငါးမိတ်စာကြီးကိုနှိမ်နှင်းပေးခဲ့တဲ့အတွက်နဂါမင်းကစုချီးမြင့်မယ်ထင်ပေမဲ့သူတက်လိုက်တာကနဂါပြည်ရဲ့စစ်သူကြီးဖြစ်နေပါတယ်။ဝူခုံးကသူ့ကိုယ်သူဟွာဝူတောင်ကလာတဲ့မြောက်ဘရင်ဖြစ်ကြောင်းမိတ်ဆက်ပြီးလက်နက်နည်းနည်းလောက်ငှားပါတယ်။နဂါမင်းကတော့စောင့်ဝင်လာတဲ့ကရန်ကားနေတဲ့ဝူခုံးကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်။အဆောင်တွေကလည်းဝိုင်းတိုက်ခိုက်ကြပေမဲ့ဝူခုံးကိုဘယ်သူမှမနိုင်တာကြောင့်နဂါမင်းလည်းလက်လျှော်လိုက်ရပါတယ်။နိုင်အောင်တာမန်လက်နက်လေးတွေပေးလိုက်တော့ဝူခုံးကယူပြီးပြန်မဲ့အလုံးမှာပင်လယ်နဂါမင်းလေးပါးရဲ့ရှန္ဒနာဖြစ်တဲ့ချုပ်ဝတ်တန်စာကိုတွေ့ပြီးမျက်စိကျသွားပါတယ်။ဝစ်စုံကလည်းသူ့ကိုယ်တိုင်နဲ့ချုပ်ထားလားထင်ရအောင်လိုက်ဖက်လွန်းနေတာကြောင့်နဂါမင်းတားနေတဲ့ကြားကနေဝစ်စုံကိုစွန့်ခါလာလိုက်ပါတယ်။ဒီလောက်နဲ့မကျေနပ်သေးပဲပင်လယ်ထောက်တိုင်ကြီးကိုတွေ့တော့လိုချင်သွားပြန်ပါတယ်။ဒီတိုင်ကြီးကပင်လယ်ပြင်ကိုထိန်းကြီးဖို့ထားတာဖြစ်လို့ယူသွားလို့မရပါပဲ။မြောက်ကိုအထင်သေးတဲ့နဂါမင်းကကြွအောင်မနိုင်ရင်အပိုင်ယူသွားလို့တွေးလို့ဆန်လိုက်ပါတယ်။ဝူခုံးကလည်းပင်လယ်ထောက်တိုင်ကိုသွားကြထိုးတော့အရွယ်ထိချုံပြီးနားထဲထည့်ယူလာလိုက်ပါတယ်။ပင်လယ်ထဲမှာအဲ့ဒီလောက်ကြီးတဲ့အရာကြီးပျောက်သွားတဲ့အတွက်ရေဝဲကြီးဖြစ်သွားပြီးရေလှိုင်းချမ်းတွေလည်းပေါ်လာပါတယ်။ဆုံးမကလည်းဒါဟာကောင်းကင်ဘုံကိုတိုက်ခိုက်နိုင်မဲ့နမိတ်ဖဲလို့တပေါင်တွေထုတ်နေပါတယ်။နွားရိုင်းမိတ်စာဘရင်ရဲ့မိန်းမရှက်တောင်နဲ့သမီးကလည်းကိုဝင်လွယ်ထားရပြီးနွားရိုင်းမိတ်စာဘရင်ကကောင်းကင်ဘုံကိုတိုက်ခိုက်မဲ့အကြံကိုသူ့မိန်းမမသိအောင်လျှို့ဝှက်ထားပါတယ်။မြေခွေးမလေးကလည်းဟွာကူတောင်ကိုရောက်လာတော့စုံဦးခုံကမှတ်မိသွားပါတယ်။ငယ်တငယ်ချင်းကိုပြန်တွေ့ရလို့နှစ်ယောက်လုံးဝမ်းသာနေကြပြီးဝူခုံးကမြေခွေးမလေးနဲ့သူ့အပေါင်းပါတွေကိုဟွာကူတောင်မှာနေဖို့ခေါ်ပါတယ်။အဲ့ချိန်မှာနဂါမင်းကစုံဦးခုံရဲ့လုပ်ရက်တွေကိုကြောက်စိမ့်အေဂရစ်စီသွားတိုင်ပါတယ်။ဒါပေမဲ့ကြောက်စိမ့်အေဂရစ်နဲ့မတွေ့ရသေးခင်တောင်ဘက်ကိစ္စအောင်ရန်ချမ်းနဲ့တွေ့ပြီးရန်ချမ်းကမြောက်တစ်ကောင်လောက်အတွက်နဲ့ကြောက်စိမ့်အေဂရစ်ကိုအာယုံမနှောက်စေခြင်းလို့နီချားကိုလှုပ်လိုက်ပါတယ်။နီချားကဟွာကူတောင်ကိုရောက်လာပြီးမြေခွေးမလေးနဲ့အကြည်ဆိုင်နေတဲ့ဝူခုံးကိုတိုက်ခိုက်ပါတယ်။နှစ်ယောက်အပြင်းအထန်တိုက်ခိုက်ကြပြီးနီချားရဲ့မိကွင်းကြောင့်အခက်တွေ့နေတဲ့ဝူခုံးကိုနွားရိုင်းဘရင်ကဝင်ကူညီပေးလိုက်ပါတယ်။ဝူခုံးလည်းကျေးဇူးတွေတင်ပြီးနှစ်ကောင်သားတငယ်ချင်းဖြစ်သွားပါတယ်
ရန်ချမ်းကလည်းစွန့်ဦးခုံကပြဿနာတွေလိုက်ရှာနေတဲ့အပြင်မိစ္ဆာတွေနဲ့ပါမဟာမိတ်ဖွဲ့နေကြောင်းကြောင်စိမ့်အေဂရီကိုတိုင်လိုက်ပါတယ်။အဲ့ချိန်မှာပဲလူသားဖြစ်ပေမဲ့ကောင်းငင်ဘုံကိုတော့ဝင်ထွက်သွားလာနိုင်တဲ့သူတော်စင်ကြီးဆရာပူတီလျှောက်လာပါတယ်။စွန့်ဦးခုံဟာသူ့တပည့်ဖြစ်ကြောင်းလူဆိုးမဟုတ်ပဲမရင်ကျက်သေးလို့သာဒဇိုထိုးတွေလုံနေတာဖြစ်ကြောင်းကြောင်စိမ့်အေဂရီကိုရှောက်တင်ပါတယ်။ကြောင်စိမ့်အေဂရီကလည်းညူဝါရဲ့ကြောက်ကမွေးဖွားလာတဲ့မြောက်ဖြစ်လို့သူ့ကိုဆောင်ရှောက်ဖို့ဆရာပူတီကိုပြောလိုက်ပါတယ်။တစ်ဖက်မှာနွားရိုင်းဘရင်ကစွန့်ဦးခုံလိုစွာအရှင်မျိုးဟာကောင်းငင်ဘုံကနတ်တွေထက်တောင်တာလွန်သေးတယ်လို့မြှောက်ပင်နေပါတယ်။စွန့်ဦးခုံကလည်းသဘောတွေကြပြီးသူ့ကိုယ်သူမြောက်ဘရင်နာမည်ကနေကောင်းငင်ဘုံရဲ့တကိုးရှင်လို့နာမည်ပြောင်းလိုက်ပါတယ်။ဒီလိုစွာတွေနဲ့ဆိုရင်ကောင်းငင်ဘုံမှာနေတင်တယ်လို့နွားရိုင်းဘရင်ကပြောပေမဲ့စွန့်ဦးခုံကတော့ကောင်းငင်ဘုံထက်သူ့ရဲ့ဟွာကူတောင်မှာပဲနေပြောပါတယ်။ဒါပေမဲ့ကောင်းငင်ဘုံမှာဆိုရင်ထာဝရအသက်ရှင်နိုင်မယ်လို့မြေခွေးမလေးကပြောတော့စွန့်ဦးခုံကစိတ်ပါသွားပါတယ်။အဲဒါကြောင့်ထာဝရရှင်သန်ခြင်းကိုတွတ်တင်ဖို့ဆုံးဖြတ်ပြီးကောင်းငင်ဘုံကိုသွားပါတယ်။သူမရှိရင်လွမ်းနေရတော့မဲ့မြေခွေးမလေးကတော့အမြန်ဆုံးပြန်လာဖို့ပြောရင်းကြံခဲ့ပါတယ်။ကောင်းငင်ဘုံရဲ့တောင်ဘက်ဂိတ်ကမိစ္ဆာတွေကိုဖျက်ဆီးသွားလို့မရအောင်တားဆီးထားပေမဲ့နူဝါကြောက်ကနေမွေးဖွားလာတဲ့စွန့်ဦးခုံကတော့အမေအိမ်ပြန်သလိုဝင်လို့ထွက်လို့ရပါတယ်။ကြောက်စိမ့်အေဂရစ်ကခွင့်ပြုချက်မရှိဘဲဝင်လာတဲ့စွန့်ဦးခုံကိုအပြစ်မတင်တဲ့အပြင်အလိုက်အထိုက်ဆက်ဆံပါတယ်။စွန့်ဦးခုံကထာဝရအသက်ရှင်စေမဲ့နီလန်တင်ပေးဖို့ပြောတော့ကြောက်စိမ့်အေဂရစ်ကထာဝရအသက်ရှင်ဖို့ဆိုရင်နှစ်ပေါင်းများစွာပါရမီဖြည့်ကျင့်ရမယ်လို့ရှင်းပြပါတယ်။ကောင်းကင်ဘုံမှာနေရင်ပါရမီဖြည့်ကျင့်ဖို့အရင်ဆုံးငကားမြင်းတွေကိုစောင့်ရှောက်ရမယ်မြင်းထိန်ရာထူးပေးလိုက်ပါတယ်။ဝူခုံလည်းသူ့တောင်ဝန်အတိုင်းမြင်းတွေကိုထိမ့်ပေမဲ့မြင်းတွေကတော့ဂလန်ကဆန်လုပ်နေကြပါတယ်။အဲ့ချိန်မှာစွန့်ဦးခုံကိုမကျေနပ်တဲ့ရန်ကျင်းရောက်လာပြီးကောင်းကင်ဘုံထိလိုက်ရိုင်းဆိုင်နေတဲ့မြောက်ကိုပညာပြဖို့လုပ်ပါတယ်။တရိတ်ဆန်ဆိုတာရိုက်ပြီးတော့ဆုံးမရတယ်လို့ပြောပြီးမြင်းတွေကိုရိုက်နေတာကြောင့်ဝူခုံကဒေါသထွက်ပြီးရန်ချမ်းကိုအမိနဲ့ပြန်ရိုက်လိုက်ပါတယ်။မြင်းတွေကလည်းသူတို့ကိုကာဝယ်ပေးတဲ့ဝူခုံစကားကိုနားထောင်သွားကြပါတယ်။ဝူခုံကမြင်းเจ้าရဲ့နဲ့မတ်မွန်တီဥယျာဉ်နဲ့ရှောက်သွားပါတယ်။မတ်မွန်တီတွေကစားကျင်စရာကောင်းလွန်းနေတာကြောင့်တပင်တစ်လုံးခူးပြီးတကိုက်စီလိုက်မိပါတယ်။ဒီအသီးတွေကကောင်းကင်ဘုံရဲ့အခွင့်ဥခံတတ်တွေပဲစားဝင်ရှိတာလို့ဥယျာဉ်ဆောင်နတ်သမီးတွေကပြောပေမဲ့အထူးပါနားမလဲတဲ့ဝူခုံကတော့ဒေါသတွေထွက်နေပါတယ်။ဒီတစ်ခါလဲရန်ချမ်းထက်ရောက်လာပြီးဝူခုံနဲ့ရန်ဖြစ်ပြန်ပါတယ်။ဝူခုံကိုလှန်နဲ့ပစ်လိုက်ချိန်မှာကြောက်စိမ့်အေဂရစ်ကဖမ်းလိုက်ပြီးသူ့ရှေ့မှာရိုင်းပြတဲ့ရန်ချမ်းကိုဒေါသထွက်သွားပါတယ်။ဝူခုံကမတ်မွန်သီးတွေခိုးစားနေကြောင်းရှောက်တင်ပေမဲ့ကြောက်စိမ့်အေဂရစ်ကသူတို့နတ်တွေတောင်ကုံအောင်မစားနိုင်တာစားပါစေလို့ပြန်ပြောပါတယ်။ရန်ချမ်းကအယောင်ဆောင်ထားတဲ့ဝူခုံမှန်တီသွားလို့တိုက်ခိုက်ပေမဲ့သူ့ပဲမြောက်ပလေးတာခံရပြီးကြံခဲ့ပါတယ်။နွားရိုင်းမိစ္ဆာကလည်းကောင်းငင်ဘုံကိုတိုက်ခိုက်ဖို့အစွမ်းထက်တဲ့လက်နက်တစ်ခုဖန်တီးနေပါတယ်။သူလုံးနေတာတွေကိုသူ့မိမသိသွားတော့အရင်တည်းကကောင်းငင်ဘုံကိုမတိုက်ခိုက်တော့ပါဘူးလို့ခရီးပေးခဲ့ပြီးဘာလို့ခရီးဖြတ်ရတာလဲလို့ရှက်တောင်တဲ့သမီးကမေးပါတယ်။နွားရိုင်းမရင်ကတော့ကောင်းငင်ဘုံကိုသိမ့်ပိုက်ပြီးလောကသုံးပါးကိုအုပ်စိုးမဲ့သူတို့ဘိုးဘေးတွေရဲ့ဆန္ဒကိုသူ့လက်ထက်မှာအချီးနှီးဖြစ်မခံနိုင်ဘူးလို့ပြန်ပြောပါတယ်။အဲဒါကြောင့်ရှက်တောင်တဲ့သမီးလည်းသူ့ယောက်ျားကိုစိတ်နာသွားပါတယ်။ကောင်းငင်ဘုံမှာတော့စွန့်ဦးခုံကလက်ရလျှောက်သွားရင်နတ်သမီးတစ်ပါးနဲ့တွေ့ပါတယ်။နတ်သမီးကမသေးသေးဖော်ဖို့အတွက်ကြောက်စိမ့်အေဂရစ်လိုအပ်တဲ့ရောင်ကြီးလိုင်းတွေကိုစုပေးနေတာဖြစ်ပါတယ်။ဒီနေရာကကောင်းကင်ဘုံရဲ့ကန့်သက် area ဖြစ်လို့နေလို့မဖြစ်ဘူးလို့စွန့်ဦးခုံကိုအထက်ထပ်ပြောပြီးထွက်သွားပါတယ်။တကယ်တော့နတ်သမီးကရန်ချမ်းပဲဖြစ်ပြီးမလုံနဲ့ဆိုတာကိုမှလှုပ်ချင်တဲ့ဝူခုံကိုတမင်ချောက်ချသွားတာဖြစ်ပါတယ်။ဆရာပူရီကလည်းဝူခုံဖယ်ရောက်နေတယ်ဆိုတာသိလို့ချက်ချင်းလိုက်လာပြီးကျိုးနဲ့ချီလိုက်ပါတယ်။အသင်းဆောင်နေတဲ့ရန်ချမ်းလည်းစွန့်ဦးခုံကိုမသေးသေးလာခိုးတယ်လို့ဆွဆွဲပြီးနတ်စစ်တီတွေနဲ့ဝိုင်းရိုက်ပါတယ်။စိတ်တို့သွားတဲ့စွန့်ဦးခုံကသူ့ကိုတုတ်ထားတဲ့ကြိုးတွေမိလောင်သွားအောင်ဆေးဖော်တဲ့အိုးတွေကိုခုန်ဆင်းသွားပါတယ်။မိကသူ့တကိုယ်လုံးကိုလှိုက်စားသွားလာအောင်ပြင်းလွန်နေပေမဲ့ဝူခုံကဖော်လက်ဆာဆေးသုံးလုံးကိုစုပ်စားပစ်လိုက်လို့မသေးမျိုးဖြစ်ပြီးပြန်ထွက်လာပါတယ်။ဒေါသတကြီးနဲ့ရန်ချမ်းကိုအလဲလဲအကွဲကွဲဖြစ်ပြီးထွက်ပြေးသွားရအောင်စော်ပစ်လိုက်ပါတယ်။စွန့်ဦးခုံကလည်းနတ်ပြည်မှာဆက်မနေတော့ပဲသူ့ရဲ့ဟွာကူတောင်ကိုပြန်သွားပါတယ်။ဆရာပူတီကသူ့တို့ဘက်ကိုတားခြင်းပေမဲ့ကြောက်စိမ့်အေဂရစ်ကဒါဟာသူ့ရဲ့ရွေးချယ်မှုဖြစ်လို့ကံကြမ္မာကိုမတားနဲ့လို့ပြောပါတယ်။ဝူခုံအိမ်ပြန်ရောက်လာတော့သူ့မျိုးနွယ်မြောက်တွေအကုန်တေနေကြတဲ့အပြင်မြေခွေးမလေးကပါတေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ယူကျုံမရဝမ်းနဲ့နေတဲ့ဝူခုံစီကိုနွားရမ်းဘရင်ရောက်လာပြီးသူတို့ကိုကောင်းကင်ဘုံကစစ်တီတွေလာတိုက်သွားတာလို့ပြောပြပါတယ်။စွန့်ဦးခုံလည်းစိတ်တူသွားပြီးကောင်းကင်ဘုံကိုတက်တောင်းကြပါတယ်။တောင်ဘက်ဂိတ်တကားကိုလည်းဖျက်ဆီးပစ်လိုက်တာကြောင့်နတ်ဆိုးတွေကကောင်းကင်ဘုံကိုတက်ဖို့လွယ်ကူသွားပါတယ်။တကယ်တော့မြောင်မျိုးနွယ်တစ်ခုလုံးကိုတက်ပစ်တာကနွားရမ်းဘရင်နဲ့သူ့လက်အောင်ငယ်သားမိစ္ဆာတွေဖြစ်ပါတယ်။စွန့်ဦးခုံအတွက်နဲ့သူ့ကိုအားခံခဲ့တဲ့မြေခွေးမလေးကိုလည်းတက်ပစ်လိုက်ပါတယ်။စွန့်ဦးခုံကိုအသုံးချပြီးကောင်းကင်ဘုံကိုတိုက်မဲ့သူ့ရဲ့အစီအစဉ်ကကောင်းကောင်းလှုပ်ဖြစ်နေပါတယ်။ဝူခုံကကောင်းကင်ဘုံရဲ့နတ်စစ်သူကြီးတွေကိုတယောက်ချင်းအနိုင်ယူပြီးတဲ့အပြင်နတ်စစ်တီ၄သိန်းကိုလည်း Shadow Clone ကျစ်စုနဲ့ကိုပွား3သိန်းလောက်ထုတ်ပြီးရိုက်ပစ်လိုက်ပါတယ်။နွားရိုင်းဘရင်ကလည်းနတ်မင်းတွေကိုတိုက်ခိုက်နေပါတယ်။ဝူခုံကသူ့မျိုးနွယ်တွေကိုတက်ပြီးသူ့အိမ်ကိုဖျက်ဆီးတဲ့အတွက်လက်စားချေမယ်လို့ကြုံဝါနေတာကြောင့်ကြောက်စိမ့်အေဂရစ်ကနတ်ဒေဝါတွေဟာအဲ့လိုရုံညံ့တဲ့ကိစ္စမျိုးလုံးဝမလုပ်ဘူးလို့နားဝင်အောင်ပြောပါတယ်။အဲ့ချိန်မှာနွားရိုင်းဘရင်ကဆရာပူတီကိုတက်ပစ်လိုက်ပါတယ်။ဆရာပူတီနာကမိစ္ဆာငွေသက်တွေကမြေခွေးမလေးတေတုံးကလည်းရှိနေခဲ့တာကိုဝူခုံသတိထားမိသွားပါတယ်
ဝူခုံးလည်းအခုမှအကုန်လုံးကိုတက်ခဲ့တာနွားရိုင်းမိတ်ဆာမှန်းတည်သွားပါတယ်။နွားရိုင်းမိတ်ဆာရဲ့လက်နက်ကကြောက်စိမ့်အေဂရစ်ကိုအနိုင်ယူနိုင်လောက်တဲ့အထိစွမ်းအားကြီးနေပါတယ်။ဒါပေမဲ့ကြောက်စိမ့်အေဂရစ်ကိုစိုးဝူခုံးကကယ်လိုက်ပြီးနွားရိုင်းဘီရင်ကိုပြန်တိုက်ခိုက်ပါတယ်။တိုက်ခိုက်နေရင်သူ့ရဲ့သိစိတ်ထဲမှာကွမ်ရင်မဲရောပေါ်လာပြီးဝူခုံးကိုတရားချပါတယ်။ဝူခုံးကထာဝရရှင်သန်ခြင်းကိုလိုချင်နေပေမဲ့တရားစစ်တရားမှန်ကိုသိမြင်သူတွေကရှင်သန်ခြင်းဆိုတဲ့တန်တရားကလွတ်ပြီးနိဗ္ဗာန်ရောက်ဖို့ပဲအားထုတ်ကြပါတယ်။ကောင်းခြင်းနဲ့ဆိုးခြင်းကိုခွဲခြားနိုင်စွမ်းမရှိဘဲမကောင်းတာပဲလုပ်နေမယ်ဆိုရင်ထာဝရအသက်ကိုပိုင်ဆိုင်ရင်နောက်မှရှင်သန်ခြင်းကအဓိပ္ပာယ်မရှိဘူးလို့တရားဟောပါတယ်။တရားရသွားတဲ့ဝူခုံးလည်းလက်စားချေခြင်းစိတ်တွေအမုန်းတွေနဲ့မဟုတ်တော့ပဲမကောင်းတဲ့လုပ်ရက်ကိုတားဆီးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့နွားရိုင်းဘီရင်ကိုတိုက်ခိုက်ပါတယ်။နွားရိုင်းဘီရင်ကနွားအသွင်ပြောင်းသွားတော့ဝူခုံးကလည်းမြောက်ဝင်အသွင်နဲ့ဂျိုးကနေကင်ပြီးကဘာပေါ်ကိုပစ်ချလိုက်ပါတယ်။အဲ့လိုနဲ့နွားရိုင်းဘီရင်လည်းဂျိုးဂျိုးနဲ့ရွက်ပဲ့ပြီးမရှုမလှရှုံးသွားပါတယ်။နွားရိုင်းဘီရင်ကနေဂျိုးတစ်ချောင်းကျိုးနေတဲ့နွားဖြစ်သွားချိန်မှာရှက်တောင်မင်းသမီးကတော့သူနဲ့ရတဲ့ကလေးကိုမွေးဖွားပြီးဖြစ်ပါတယ်။ကောင်းကင်ဘုံကိုဖျက်ဆီးခဲ့သလိုပြန်လဲကယ်တင်ခဲ့တဲ့ဆုံးဦးခုံးကိုတော့ဗုဒ္ဓကသူ့အမားတွေကိုတုံးသက်ဆင်ခြင်ဖို့အတွက်သူ့လက်ဝါးအောက်မှာထားပါတယ်။အဲ့လိုနဲ့ဝူခုံးကသူ့ရဲ့ကံကြမ္မာခီးအတွက်လန်ကားချောင်းတောင်အောက်မှာ200လောက်ဆောင်းစားနေခဲ့ပါတယ်။